အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ steel structure ဒီ connection tree တခုကိုဖန်တီးခဲ့တယ် idea ရတာကျွန်တော်ဒီနိုင်တင်နဲ့ဒီအောက်ကပေါက်ကလေးနေရာမှာကျွန်တော်တခုခုပြောင်းချင်တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်ဒီ steel structure connection ပုံစံကိုကျွန်တော် sketch နဲ့ဆွဲတယ်ဒီဟာဂျပန်နိုင်ငံဒီအဆောက်အဦရဲ့ column တိုင်းတွေမှာတွေ့ရတတ်တဲ့cross column ပုံစံပေါ့အဲ့ဒီပုံစံကိုမှဒီ brace တွေကိုနည်းနည်းလေးလှအောင်ကျွန်တော်ထပ်ထည့်တယ်ဒါနဲ့ကျွန်တော်လိုအပ်တဲ့စီးပိုင်းတွေကိုခွဲထုတ်ပြီးတော့တစ်ခုချင်းစီကိုကျွန်တော် 3D printer နဲ့ထုတ်တယ်ဒီမှာ column ဆိုရင် column တက်တက်ပေါ့ pin ဆိုရင် pin တက်တက်ပြီးတော့ဒီ diaphragm ဆိုရင် diaphragm တက်တက်ကျွန်တော်အကုန်လုံးအစိပ်ပိုင်းတွေခွဲပြီးတော့လိုအပ်တာတွေကိုကျွန်တော်အကုန်လုံးထုတ်ခဲ့တယ်ပြီးတော့ဒီ 3D model ကကျွန်တော်လိုအပ်တဲ့စိပ်ပိုင်းတွေအကုန်လုံးကိုထုတ်ပြီးတဲ့အချိန်မှာဒီတစ်ခုချင်းစီကိုကျွန်တော်လိုချင်တဲ့ပုံစံတိုင်းကျွန်တော်ကိုနေကတ်တယ်ပေါ့တစ်ခုချင်းစီကိုဒီ assembly ဆေးပြီးတဲ့အခါမှာနောက်ပိုင်းမှာဒီရုပ်လုံးပေါ်လာတယ်အဲဒီမှာကျွန်တော်နောက်ဆုံးကျွန်တော်ရဲ့ဒီဂျူဂျီဟာရှိရာလို့ခေါ်တဲ့ဒီ column တိုင်းထွက်လာပါပြီနည်းနည်းလေးကြည့်လို့ကောင်းပါတယ်ကျွန်တော်လည်းသဘောကျပါတယ်ဒါ steel structure ဒီ company တွေမှာဒီ connection simple အနေနဲ့လေ customer တွေပြလို့ရတဲ့ပုံစံလေးပေါ့အားလုံးဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်